What you mean? ဒီနေ့ Twitch မှာကမ္ဘာနံပါတ်1 streamer လို့ခေါ်ကြတဲ့လူငယ်တစ်ယောက်ရှိပါတယ်။သူကတော့ Kai Cenat and LeBron James! Nomination and 7th win. And LeBron James's first nomination and first win. ခိုင်စနေဖြစ်ပါတယ်။သူဟာအရန်ကိုလှုပ်ကြိုးစားတဲ့ mindset နဲ့အရန်ပြောစရာကောင်းတဲ့ content တွေဘယ်လိုအောင်မြင်လာခဲ့လဲဆိုတာကိုကျွန်တော်ကဒီဗီဒီယိုထဲမှာအသေးစိတ်ပြောပြပေးသွားမှာမို့လို့စုံဒီလိုက်ပါကြည့်ရှုဖို့အတွက်ကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်။ခိုင်စနေကဘယ်လိုလဲ။ခိုင်စနေရဲ့အမည်ကKai Carlo Cenat-3ဖြစ်ပြီးအမေရိကန်နယူးယောက်မှာမွေးဖွားခဲ့တဲ့လူငယ် content creator တစ်ယောက်ပါ။သူဟာ YouTube Twitch streamer comedian entertainer အဖြစ်လူသိများပါတယ်။သူဟာအစပိုင်းမှာ YouTube platform ပေါ်တွေမှာ funny videos pranks skit တွေတင်ရင်တဖြည်းဖြည်းလူသိများလာခဲ့တယ်။အဲ့ဒီနောက်ပိုင်းသူဟာ Twitch ကိုစတင်ပြီး live stream နိုင် gameplay reaction real life content တွေကိုသူကအရန်ပြောစရာဖြစ်အောင်လဲလုပ်ပြခဲ့ပါသေးတယ်။ခိုင်စနက်ကိုလူကြိုက်များတဲ့အကြောင်းရင်းကသူကအတူမလုပ်တဲ့ personality ကိုအနေနဲ့ပဲနေတတ်တဲ့ fake မလုပ်ဘူးသူဟာ content stream တစ်ခုချင်းစီမှာပရိသတ်တွေကိုပြောင်းအောင်လို့ energy ရပြည့်နဲ့အခုလိုလုပ်ပြပါတယ် filthy animal mammal piece of black rat, you dirty genetic. Wait, hold on. Wait. Hold up, bro. We gotta do something, alright, buddy? Alright, bro. သူက organ တွေကိုလေးစားတတ်မှု fan တွေနဲ့တရားဆက်သွယ်ပြီး fan တွေရဲ့အမွေးဖြည့်တွေကိုသူကပြန်ဖြည့်ပေးတာမိတ်ဆွေလိုဆက်ဆံတတ်တဲ့ chat တွေကြောင့်သူ့ကိုလူကြိုက်များလာတာဖြစ်ပါတယ်သူဟာ2023ခုနှစ်တုန်းက most subscriber streamer ဆုကိုရရှိခဲ့ပါတယ်အလားတူလိုပဲ2025မှာလည်း the best streamer of the year ဆုကိုလည်းထပ်မံသိမ်းပိုက်ရရှိခဲ့ပါတယ် And the winner is, oh my God, K-Cenat! That, you know who did? Got it. သူဟာကမ္ဘာကျော် artist တွေနဲ့ collaboration ပေါင်းများစွာကို YouTube မှာတင်ဆက်ခဲ့ပါတယ်။သူရဲ့ Twitch မှာဆိုရင် 20.1 million follower ရှိပြီး YouTube မှာဆိုရင်တော့ 40.3 million ပါ။ Krishna ရဲ့ story ကလူငယ်တိုင်းအတွက် motivation တစ်ခုပါ။အောင်မြင်မှုဆိုတာခွင့်ရမှုပါဘူး။အလုပ်စူးစမ်းမှုရဲ့ရလဒ်ပါ။ဒီဗီဒီယိုကတင်သွင်းသုံးဝင်ခဲ့ရင် like share နဲ့ subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်တကယ်ချင်းတို့